Ahlan wa sahlan, welcome back to my channel. ကျွန်တော်ဒီနေ့သင်ခန်းစာမှာသင်ပေးရမယ့်အကြောင်းအရာလေးတွေကတော့ I want, I need, I hope, I prefer, I change, I'm sorry, I do စတာတွေကို Arabic လိုဘယ်လိုပြောမလဲဆိုတာသင်ပေးရမှာဖြစ်ပါတယ်ကျွန်တော်တို့တူလေ့လာကြည့်ရအောင် Okay ကျွန်တော်ပထမဆုံးအနေနဲ့ I want ငါလိုချင်တယ် Okay အဲ့လိုဆိုရင်ကျွန်တော်ဘယ်လိုပြောမလဲ Arabic လို ana urid I want ana urid နောက်တစ်ခေါက်ထပ်ပြောပြပါမယ် I want ana urid Okay ကျွန်တော်နောက်တစ်ခုအနေနဲ့ဆိုရင်ကျွန်တော်တို့တစ်ခုခုကျွန်တော်တို့ပြောင်းလိုက်တယ်ပေါ့နော် I change ဆိုလို့ရှိရင် Arabic လို ana agair I change ကျွန်တော်နောက်ကျရင်ထပ်ပြောပါမယ် ana agairကျွန်တော်တစ်ခုခုလိုအပ်တဲ့အခါမျိုးပေါ့နော်အဲ့လိုမျိုးဆိုရင် I need ငါလိုအပ်တယ်အဲ့ဒါကျွန်တော် Arabic လိုဘယ်လိုပြောမလဲဆိုတော့ ana ahtaj ကျွန်တော်တို့နောက်ကျရင်ထပ်ပြောပြပါမယ် ana ahtaj ငါလိုအပ်တယ် I need ကျွန်တော်တို့တစ်ခုခုကိုမျှော်လင့်နေတဲ့အခါမျိုးပေါ့နော် I hope ငါမျှော်လင့်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့ Arabic လိုဘယ်လိုပြောမလဲဆိုတော့ ana atmanaကျွန်တော်တစ်ခုခုကိုမျှော်လင့်နေပါတော့ I hope ငါမျှော်လင့်နေဆိုရင် Arabic လို ana atmana လို့အသုံးပြုလို့ရပါတယ်နောက်တစ်ခုကျတော့ကျွန်တော်တို့တွေ I prefer ငါပို့ပြီးတော့သဘောကျတယ်ပေါ့နော် prefer ဆိုတဲ့သဘောတစ်ခုထက်ကျွန်တော်တစ်ခုပို့ပြီးတော့သဘောကျတဲ့အခါမျိုးမှာဆိုရင်ကျွန်တော်တို့တွေ Arabic လို ana ufaddal ဘယ်လိုပြောမလဲဆိုတော့ ana ufaddal ဒီဟာကိုပို့ပြီးတော့ prefer ဖြစ်တယ်ပေါ့နော် ana ufaddal ကျွန်တော်တစ်ခါပြပြပါမယ် ana ufaddal I prefer ကျွန်တော်နောက်တစ်ခုကြတော့ကျွန်တော်တို့ I'm sorry ပေါ့နော်ငါတောင်းပန်ပါတယ် I'm sorry ငါဝမ်းနည်းပါတယ်ပေါ့နော် I'm sorry အဲ့လိုဆိုရင် ana asif ကိုကတစ်ခုခုအမှားလုံးမိရမျိုးပါမျိုးဆိုရင် ana asif ဘယ်လိုပြောမလဲဆိုတော့ Arabic လို ana asif နောက်တစ်ခုကကျွန်တော်တို့ I do ပေါ့နော်ကျွန်တော်တို့တွေတစ်ခုခုကိုပြုလုပ်တယ်ပေါ့နော်I do ဆိုရင် Arabic လို ana sawi I do ကျွန်တော်ပြုလုပ်သည် ana sawi Okay ကျွန်တော်နောက်ခေါက်ထပ်ပြောပြပါမယ် I do အားတစ်ခုခုပြုလုပ်တယ်ဆိုလို့ရှိရင် ana sawi အားလုံးပဲကျေးဇူးတင်ပါတယ် See you next video